Paris မြေကသမိုင်းတင်တဲ့နီးပြ Luis Enrique ရဲ့အိမ်မက်အလုံးမဲမင်္ဂလာပါ 1H2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ဥရောပရဲ့အောင်ပွဲခံညတွေဟာဘောလုံးပရိသတ်တွေအတွက်တော့တကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလာပါတယ်။ပြင်သစ်ကလပ် PSG အသင်းဟာအာဆင်နယ်အသင်းကိုပန်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီးချန်ပီယံလိဖလားကို2နှစ်ဆက်တိုက်ဆုတ်ခိုးနိုင်ခဲ့ပါတယ်။ဒါဟာ1992နောက်ပိုင်း Real Madrid အသင်းပြီးရင်ဒုတိယမြောက်စံချိန်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင် Paris မြို့ရဲ့လမ်းမတွေပေါ်မှာလည်းပရိသတ်9000နီးပါးလောက်က Eiffel Tower ကိုနောက်ခံထားပြီးသူတို့ရဲ့သူရဲကောင်းတွေကိုတောင်းတောင်းပြပြအောင်ပွဲခံကြိုဆိုခဲ့ကြပါတယ်။ဒီသမိုင်းဝင်အောင်ပွဲတွေရဲ့နောက်ွယ်ကအဓိကလက်သည်ကတော့နီးပြ Luis Enrique ပါပဲ။အသက်56နှစ်အရွယ်ရှိပြီဖြစ်တဲ့စပိန်လူမျိုးနီးပြကြီးဟာတကိုယ်ကောင်းဆန်တဲ့ကျယ်ဝန်းတွေကိုစုနေတဲ့အသင်းကြီးကိုစီးကန်းရှိတဲ့အသင်းတစ်သင်းအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။အသင်းဥက္ကဋ္ဌနာဆာအယ်ခီလိုင်ဖီကိုတိုင်ကလည်းသူ့ရဲ့ဘောလုံးသမားဘဝတစ်လျှောက်အကောင်းဆုံးဆုံးဖြတ်ချက်ကလူဝစ်ကိုနီးပြအဖြစ်ခန့်အပ်ခဲ့တာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လက်ရှိအန်ရီကေရဲ့စာချုပ်သက်တမ်းဟာတစ်နှစ်ပဲကျန်တော့တာကြောင့်ပရိသတ်တွေကြားမှာစိုးရိမ်မှုတွေရှိနေတာကတော့အမှန်ပါပဲ။ဒါပေမဲ့လည်းအသင်းဥက္ကဋ္ဌကတော့ဒီကမ္ဘာအကောင်းဆုံးနီးပြကြီးကိုအသင်းမှာဆက်ရှိနေမယ်လို့ယုံကြည်မှုအပြည့်ရှိနေပါတယ်။ပြီးခဲ့တဲ့ April လကတည်းက Enrique နဲ့ကလပ်အသင်းကြား2030အထိစာချုပ်သက်တမ်းတိုးဖို့သဘောတူညီမှုရလို့နေပါဖြစ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့မှုပါတယ်။ဒီပြကြီးကိုယ်တိုင်ကလည်းဥရောပဖလားကို2နှစ်ဆက်တိုက်ရယူပြီးတာနဲ့တမိုင်းတစ်လျှောက်3နှစ်ဆက်တိုက်ချန်ပီယံဆုကိုစုခုဖို့အစီအစဉ်တွေကိုချက်ချင်းစတင်ပြောဆိုနေကြပါပြီ။တကယ်တော့နီးပြ Luis Enrique ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကကွင်းထဲကနီးပြူဟာတွေတင်မကပဲကစားသမားတွေရဲ့ရင်ထဲအထိထိုးပေါက်ဝင်ရောက်နိုင်တဲ့သူ့ရဲ့ဖက်ရှင်ကြောင့်လည်းဖြစ်ပါလိမ့်မယ်။သူဟာအောင်ပွဲခံညတွေမှာကစားသမားတွေနဲ့အတူကခုံအောင်ပွဲခံလေးရှိတယ်လို့ရှုံးနေတဲ့အချိန်တွေမှာလည်းအသေးသားတွေရဲ့ရှေ့ကနေမမမတ်မှုန်တိုင်းတန်ကိုခံယူပေးလေးရှိတဲ့သူပါပရိသတ်တွေရဲ့အော်ဟစ်အားပေးတဲ့တွေအောက်ဥရောပဖလားကြီးကိုကောင်းကင်ရစီကင်မြောက်လိုက်တဲ့သူ့ရဲ့ပုံရိပ်ဟာ PSG ပရိသတ်တွေအတွက်တော့ရင်ထဲမှာဘယ်တော့မှမေးမိန်တော့မှာမဟုတ်တော့ပါဘူးအခုဆိုရင်သူဟာကလပ်အသင်းကိုငွေကြေးနဲ့တိစောက်ထားတဲ့အသင်းတစ်သင်းအဆင့်ကနေတကယ်မိသားစုစိတ်သက်ရှိတဲ့ဥရောပအင်ပါယာကြီးတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ပရိသတ်တွေကသူ့ကိုအသက်ထက်မကချစ်မြတ်နိုးနေကြပြီလည်းဖြစ်ပါတယ်။ Luis Enrique ဟာအသက်တွေကြီးလာတဲ့အထိဒီပြခုံထဲပေါ်မှာမထိုင်ချင်ဘူးလို့သူ့ဇနီးကိုအမြဲတမ်းပြောလို့ရှိကြောင်းရဲစရာအဖြစ်ပြောပြခဲ့မှုပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်မှာသူပြသနေတဲ့နီးပြူဟာနဲ့စိတ်သက်ပြင်းပြောင်းမှုတွေကတော့ဘောလုံးလောကမှာရေရှည်စိုးမိုးမဲ့အင်ပါယာတစ်ခုကိုတိစောက်ဖို့ပြင်ဆင်နေတယ်လို့ပါပဲ။ PSG အသင်းအတွက်တော့ဥရောပရဲ့ဘရင်အဖြစ်ဆက်လက်ရပ်တည်နိုင်ဖို့အတွက်ဒီနီးပြကြီးကိုဆက်ထိန်းထားဖို့ကအရေးကြီးဆုံးလုပ်ငန်းတွေတစ်ခုဖြစ်နေပါတော့တယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်ဖို့ 1H2 ကို like and follow လုပ်ထားပြီးဖို့ပြောကြရင်အဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။